လာရမြမာရပါစားပြီးပါတော့ရဲ့ကျွန်တော်များဖွဲ့ရပြစ်တော်ရင်ဖြန်းလိုက်မယ်ဟုတ်ကဲ့ခမရကျမ်းမာကြစေပန်တူမတဲ့တရားကြီးကြွားစင်ကဘောရမဟောနာပြပါလေယောဂဓမ္မအနာတက္ကမတန်တာရေပြာရမဆက်တွဲဖွင့်လိုက်တော့ညီကောမောင်နှမတွေပါလားတကူနာမိတာတော့ရေကြီးလေဘာဘာအဲ့မှာဘာဘာဝိုးရေဝိုးဝိုးမြဆွေထူးလားဒါလေးဟိုကြီးဝိုးဆိုရင်ဖြင့်ရှင်းပြတိုင်ခဲ့ပါပြီရှင်းပြတိုင်ခဲ့ပြီပေါ့ဟုတ်ကဲ့ခင်ဗျာတိုင်းကြီးတော့ဘက်ကတိုင်းပြည်ကြီးတော့ဗန်သူမှာပြည်တဲ့ဗျမှန်ပါဗျာကျွန်တော်တို့ဘုရားမြတ်စွာဘုရားတကယ်အားဒေသဇာတိကြွချီတဲ့ခါကျတော့မာဂဏီပုံရေးမှလည်းများများပါဆိုရင်ဖြင့်ဘုရားတကယ်ကိုမြင်ပြီးတာရေလို့ခေါ်ပြီးငိုရှာပါလေဟုတ်ကဲ့ပါဗျာအဲဒီကမှကျွန်တော်တို့ဘုရားတကယ်ကမာဂဏီပုံရေးမှလည်းများတဲ့ပုံရေးပြီးပြုံးတော်မူတဲ့အတွက်အားလုံးမှာရောက်ပြီးတော့6တယ်ကိုပြုပြီးဖတ်တာဘာလို့လဲပြောပါလေဟုတ်ကဲ့နောက်တော့ဘာပါလာတဲ့ဒီရောအာနန္ဒာအခုတော့ဘုရားဘယ်အတွက်ကြောင့်ပြုံးတော်မူပါလဲလို့ရှောက်ထားတဲ့ခါကျတော့ကျွန်တော်တို့ဘုရားကစေတအာနန္ဒာဒီမာဂဏီကိုကြီးမှာလင်းများများပါဆိုရင်ဖြင့်ငါရဲ့ပရမရာဘောဆက်ဆက်ကမိဘဖခင်များတို့ဆက်ခဲ့ဘူးလေဟုတ်ပါဘူးဒီကဘောပေါင်း900ဖခင်တော်ဘောပေါင်း900ဟုတ်ကဲ့နမဇုံကဘောပေါင်း900ဘောပေါင်း1900တို့ဆက်ခဲ့ဘူးလေဘဝတန်တရားလေးနေကြတဲ့သူတွေရွှေမျိုးမတော်စဖူးတို့မရှိဘူးလို့ဘုရားမိတ်တော်ပါလေဟုတ်ပါဗျာဒါကြောင့်ယနေ့တော့အရာတော်မိဖများဒီကိုမောင်နှမများဦးတော်များအားရသမီးတွေများဆိုရင်အတိတ်ဘဝဆက်ဆက်ကရွှေပွက်မှာရေစက်ချခဲ့တာလေလို့ဘုရားဘုရားမှာလာဆုံးပြကြတယ်ဟုတ်ကဲ့မှန်အတိတ်ဘဝဒီကလေးတော်မဲ့ဖခင်ဒီလေးတော်မဲ့ဦးတော်သားငယ်သမီးငယ်တွေတော်မဲ့ပုတ်ပြီလားဟုတ်ပါအေးဒါကြောင့်ငကုနာပီတာလို့ငကုနာမာတာလို့ယခုညဤအခါမင်္ဂလာပွဲမှာကြရမှာဖြစ်စဘာဆိုင်ရဲ့ဆွေးနွေးပေါ်လို့ရဲ့ထေကြစီသာရကြစီသာနဲ့လောလောက်အောင်ဖန်သွားတာဟိုဝင်းလာဗျာရေရေဘိုးယူရေရေဘာကညီလေးဘာရေရေလုံးလာကဲကဲမဖြစ်ပါနဲ့အကောက်ပြောတာမတွေ့တာကြာကိုအမရေလို့ဘာလို့မတွေ့လေကောင်းနေပုံလားရဲပုံပါလေဘာဖြစ်လို့လဲဆိုတော့ဒီလိုခုံးတော်လေးကဖေရပွဲတွေလိုက်ဖက်ညီရဲ့ခုံးတော်ကိုမှန်ပါကျွန်တော်တို့တွေကလူရာရွှေမျိုးမတော်တာဟုတ်တယ်အနုပညာသမားစီတော့ရွှေမျိုးတွေပါပဲနော်ဟုတ်ကဲ့ကိုဘုသားလေးတူလေးနော်အောင်စကူမော်ရမင်းသားလေးဟုတ်ကဲ့နော်သူကြိုးစားဖို့ကြီးချစ်စရာကောင်းတယ်နော်ကျွန်တော်ဆိုမအိမ်နိုင်ဘုနာပြေးကြည့်ဒီနာပြေးကြည့်လိုက်အဲ့ဒီလိုမှမလုပ်လို့လည်းလောက်ချင်ခိုင်းနေတယ်ဟုတ်အဲ့ဒါကြောင့်မို့ရှင်းကြတိုင်းတိုင်းအားပေးကြတယ်ပြိတ္တကြီးကိုအထူးပဲကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တွေကကံတော်ကြာပေါ့အိမ်သာတော့အိမ်ရောက်မြို့နယ်ကြီးတာရတော့ကျွန်တော်တို့လူကြီးကတပါးလေးနားကိုရတာမဟုတ်လားဗျာ
ခေါ်လို့မရတော့ ဘ ဗျာ ယ်လိုရလဲပေါ့ အဲ့တော့ကိုကပြီးကြည့်ပြပါတယ်ဟုတ်ကဲ့နော်ဟုတ်ကဲ့ဘာလို့လဲဆိုတော့အဓိကကျမ်းမာရေး နော် ကျမ်းမာရေးကိုဥစားကြပါလို့အာရောကျပရမန်လာပါမှန်ပါဗျာကံစိုးဘေးဆိုမြတ်ဒီဝိဒပါစေလို့ဤနေရာကပြောနေဘိုးဘွင်ရေ ဘိုးပြူရဲ့နေ့တွေကိုတောင်းတာနေတယ်ဘိုးပြူဘိုးပြူ ဟေးဘိုးကြီးရေ အဲ့လိုခီးဆိုရတယ်ကိုဘောင်းတောင်းတာနေတယ် ဘယ်လိုဖြစ်လို့လဲဒီငါအိမ်လို့မင်းကစကားလေးပြောလိုက်ပါ မင်းကမင်္ဂလာရှိတဲ့အချိန်မှာမင်္ဂလာစကားပြောတာမင်းကမင်္ဂလာဘုန်းကြီးပြည့်စုံတော့ပေါ့ ဟုတ်ပါ ရှင်းကြတိုင်းတိုင်းအားပြည့်ပေးတဲ့ကောဒီနေ့ကလာအားပြည့်ပေးတော့နေ့က3ရက်အားပြည့်ပေးတော့ပေးတဲ့ကျေးဇူးဟာအမတန်မှကြီးမားလာပါလေဗျယုံပြည့်ရုပ်ရှမ်းအောင်အားပြည့်ပေးတဲ့ကြီးနော်အမတန်မှခရစ်ရှင်ဟိရှင်ဒီစားတဲ့ပေးတဲ့ဒီပါနော်ဘဂုံးရှင်တို့တော်မှာလာရောက်အားပြည့်ပေးတဲ့လေးစားလို့မဟုတ်ဘူးဗျဒီနေ့ရဲ့ကအားပြည့်ပေးတဲ့လေးစားပဲကျေးဇူးတရားပဲတချို့ဆိုရန်ကုန်ကလာကြတယ်ဦးလေးကနေမကောင်းလို့အကြောင်းမျိုးမျိုးလေးကြားပြီးတော့မေတော်ကြီးကခေါ်လို့ကြောင်းမျိုးမျိုးတွေနဲ့မနာအောင်ဗျာဒါသားလေးကိုမချစ်တဲ့စိတ်ပါနော်သားလေးကိုထားတဲ့ပြည်သားတရားအဲ့ဒါတွေကိုကျွန်တော်တို့လေးစားမယ်ပေါ့ဗျာအဲ့ပေးတဲ့ကျေးဇူးကျွန်တော်တို့ဆက်လို့မကုန်ပါဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့တက်ဆွတဲ့အမှုပညာလေးတွေနဲ့ဘယ်လိုလဲကျေးဇူးဆက်မယ်ဆိုဆက်လို့ကျေးဇူးရဲ့အလေးရှိပါဦးဗျာ ဩဒါကလေးကိုထားတဲ့စေတနာမြတ်တာတွေပေါ့ မှန်တယ် နော်တကူကမြတ်တာတကူကစေတနာဆိုလိုပါပဲဒါကြောင့်မို့သုဒာမြစ်သေးစာဗုဒ္ဓဘာဝေတဲ့ဟုတ်လားသုဒာလည်းမြစ်သေးစာအမိဖြစ်တာဟုတ်ကြောင့်ပုဒ္ဓနဲ့တာသမီရေဘောဘာဝေလို့ဘဘွားတယ်ဗျာဟုတ်တယ်မလားသုဒာလေးလို့မြည်ဒီပါတဲ့သူတို့ရဲ့ဥလေးတွေကိုကုန်းကုန်းတက်ဥပြီးတော့ဟိုးသမုတ်တရားတွင်းရနေပြီးတော့တနေ့ကိုမြစ်တာ၃ချိန်ပို့တာနဲ့အဲ့ဥလေးတွေအောက်ပေါ်ပါနေဗျာနော်ဘရိတ်တဲ့တွေရဲ့ကိုယ်ရဲ့မြစ်တာကြောင့်အောင်စဘူးလေးတွေဖြစ်လာပါဗျာ ဟုတ်ပါ ဟုတ်တယ်မလားဒါတို့ကြီးပြောကြမယ်တော့ဘာဘူးဘာဖြစ်လို့လဲတို့လည်းပြောရတယ်ကိုယ်လည်းအတမထုတ်တာနဲ့ဟိုမှမကြည့်အမကျွန်တော်ပြောကြားတာရှင်းတာမအဲ့ညာကျွန်တော်ပြောတာတော့မှမကြည့်မလဲ တရားလုံးကြည့်ရတာဘောပြင်းပြ ဟုတ် တော့ ပါ ပေါ့ ဘူးကောင်းတယ် ပြောနေတယ်ပါနေတာရနေပေါ့ဒီ ပြောနေတာကတဘာတော့ကလည်းနေဗျာ ဟုတ်ကဲ့ အချိန်ကျတော့ဆင်ပြမယ်အချိန်တကယ်ဟုတ်တော့ကိုယ်ကျွန်တော်တို့စိတ်တကယ်တော့ပြရမယ်နောက်ကစိတ်ကလေးကိုဘယ်လိုပေါ်ထုတ်ပေးဦးမလို့ဆိုအမေကြီးကိုစမ်းဝေး ဟိုရှင်းလို့မဆောင်ဘူးလားဘောကိုချူပြီးတော့ရအောင်နေတယ် ဒါကလေးကမကချင်ဘူးခိုင်းနေအောင်ပြီးတယ်ကိုကနှလုံးကမကောင်း